ကိုရှိမထက်တန်းကျောင်းမှာပုံမှန်နေတနေ့ဖြစ်ပြီးကိုယူကီယောက်ျားလေး၃ယောက်ကဝိုင်းပြီးနှောက်ယှက်နေပါတယ်။သပင်းရွှေအောင်ကောင်လေးကရည်နေပြီးငေါ့တဲ့ကဘလူးချောစုံးလဲလို့မေးလိုက်တာနဲ့သူတကင်ချင်းတွေကရည်နေကြပါတယ်။ကိုယူကရုတ်တရက်ဖြစ်သွားလို့ခေါင်းငုပ်ပြီးတိတ်ဆိတ်နေမိကြကိုလည်းယောက်ျားလေးတွေကရည်နေကြပါတယ်။ဒီမှာကတိတ်ချိတ်ဆက်ကောင်းတယ်လို့ပြောကြပြီးသူတို့ကဒါကချီးကျူးမှုလို့ထင်နေကြရင်ပဲကကောင်းကျင်တော့သူတကင်ချင်းကအမာနုကဝင်ခဲ့ပြီးဒီကောင်လေးကိုဂုံးဆိုင်နေလို့ပြောပါတယ်။နောက်တော့အချင်းတွေကပူဆူလာပြီးကောင်လေးတယောက်ကကိုယူကီကိုဝင်တိုင်းမိတာကိုငါတိတ်ဘူးလို့မတွေ့ရဆိုပြီးခေါင်းကိုပုတ်လိုက်ပါသည်။သူကတော့ကနေပါအမာနုကိုရက်လူကိုလည်းနောက်ပြောင်သွားရင်ပဲကိုယူကီအတွက်တော့ဒါဒီအားလုံးကအစ်ဆက်တဲ့ပြင်းပြကြီးဖြစ်တာကအသေးမဟုတ်တော့တာကြောင့်ဖြစ်ပါတယ်။ယောက်ျားလေးတွေကသူမရဲ့ကိုလောင်ပြီးလုံကဲရဲ့ထိတွေ့နေကြပြီးမိန်းကလေးတွေကလည်းမနာလို့စိမ့်နဲ့သူမကိုကြိုက်တဲ့ကောင်တွေအကြောင်းပြောကြပါတယ်။ဟာတာလို့ဆိုရင်ဘာမှမဖြစ်ဘူးဆိုတဲ့သဘောအနေနဲ့ကိုယူကီကတော့ဒါကိုမယုံမဲဖြစ်နေတော့ဒီလေးလေးစုပုံလာတော့သူမကသူ့ပေါင်းချင်းမှာမြင်ရတဲ့နေရာတစ်ခုကိုတိစောက်လိုက်တော့ကတစ်ချိန်မှာသူမစဉ်းစားမိရငိုင်းခံစားချက်ကိုဘယ်လိုလဲဖြစ်လို့မီတင်ထက်တဲ့ကြောင်းကိုပြောင်းလိုက်ပါတယ်။သူ့မိကီကဆောင်းမွေးပွဲကြီးအတွက်ပါတီတစ်ခုစီစဉ်နေပြီးမိကီကတောက်ပါပြီးအတိုင်းနှားမယ်လို့ခေါ်ရမယ့်ကောင်မလေးဖြစ်ပါတယ်။ဒီချိန်မှာမိကကကိုယူကီဝင်လာတာနဲ့ယောက်ျားလေးနှစ်ယောက်ကနောက်ကလိုက်လာပြီးသူမဆောက်ကိုပြီးကသူတို့ကိုထိုးကြည့်လိုက်ပါတယ်။ကောင်တယောက်ကကြောက်လို့အစာပြေပြစ်ချလိုက်ပြီးကိုယူကီကပြန်သွားပါတယ်။လူတွေကဒီမအတွက်လက်မပေးကြတာကြောင့်သူမရဲ့နေပြည်တော်ကမိဖုရားပြက်လာပြီးကျောင်းအုပ်စုလို့မဟုတ်ပဲဘယ်သူမှနားမကဲရလို့ဖြစ်ပါတယ်။ကျောင်းပြီးတဲ့အခါမီကီနဲ့တကယ်ရင်းနေစကားပြောနေကြတာနဲ့ရုတ်တရက်မီကီကကိုယူကီဖြစ်သွားတာကိုသတိထားမိသွားပါတယ်။အချိန်ကြီးနေသွားလို့သူတို့မျက်လုံးချင်းစုံနေကြပြီးတော့ကိုယူကီကပြန်လဲကြည့်ပြီးဆက်သွားပါတယ်။နောက်ပိုင်းလေကားတဲ့ညီမကိုယူကီကနေဝေချင်းကိုကြည့်ရင်စောင်းရည်ရောက်လာပြီးဆိုတော့သိလိုက်ရပါတယ်။သူမရဲ့ပထမနှစ်ထက်တန်းကျောင်းကပြီးရောက်မှဖြစ်ပြီးဘာမှဖြစ်ခဲ့ပဲနေတာမယ်လို့ထင်ခဲ့တော့ဖနက်ထဲမှာအမိုက်တွေရှိနေတဲ့အမတ်တရပေါ်လာပါတယ်။အဲ့အချိန်တော့ကောင်မတွေရဲ့ကြောက်လန့်နေတဲ့မျက်နှာတွေကိုလည်းမှတ်မိနေလို့မှတ်ရှိမှရပြီးကိုကြည့်ကဘာကြောင့်ဒီလောက်ကြောက်စရာကောင်းတာလဲဘာတွေကိုဆွဲပြီးထူးဆန်းတဲ့ပြုံးတစ်ခုကိုအတင်းလုပ်ကြည့်ပါတယ်။အဲ့ချိန်မှာမီနာတူဆိုတဲ့ကောင်လေးတယောက်ဝင်လာပြီးဒီเจ้าကိုသိချင်လို့နီးကဲရောက်လာတော့ကိုယူကီကထိတ်လန့်ပြီးကျိုင်းပေါ်လဲကျသွားပါတယ်။နောက်ကောင်လေးယူတာကအမြန်ဝင်ခဲ့ပြီးမီနာတူကိုစုပူကကိုယူကီကသူ့လက်ကိုဆွဲပြီးထားလိုက်ပါတယ်။ကောင်လေးတွေကရန်ကြီးရဲ့သူကသတိထားမိတာကသူတို့ကရက်ချင်နေကြတာဖြစ်လို့ယူတာကရင်ကြီးစားနဲ့တောင်းပန်တာနဲ့မီနာတူကတော့သူဘာမှမားနေရမထင်ပဲဖြစ်နေပေမဲ့ကိုယူကီကတိတ်ဆိတ်နေတယ်လို့ထင်ခဲ့တယ်ဆိုတော့သူမမျက်နှာကြီးလုံးနေရောက်အောင့်စရာဖြစ်သွားပါတယ်။ဒါပေမဲ့သူမကိုကြောက်လန့်စေတဲ့အတွက်တောင်းပန်ပြီးပြန်သွားတော့ယူတာကဥညစ်ပြီးနှုတ်ဆက်လိုက်ပေမဲ့ကိုယူကီကအံ့ဩသွားတယ်လို့ဒီလူကဘလူလဲငါးနမီဘလို့သိရတယ်ဖြစ်သွားပါတယ်။နောက်နေ့တန်းထဲဝင်တော့ဆရာတယောက်ကသူ့ကိုယ်မှထိုင်နေရင်းနဲ့ဘာမှပြောရရဲ့ဖုန်းကြည့်နေတာကိုကောင်မလေးကသူမရဲ့အေးဆက်တဲ့အကြည့်ကိုသတိထားပြီးတော့ထိတ်လန့်ပြီးပြီးသွားပါတယ်။ကိုယူကီတန်နေတော့နောက်ကောင်မလေးကတောင်းပန်ပေမဲ့သူမကြည့်လိုက်တဲ့နဲ့ကြောက်သွားတာဖြစ်လို့ကိုယူကီကသူမကြောက်စရာကောင်းအောင်လုပ်တာမဟုတ်ပဲသူ့မျက်နှာသဘောကျဖြစ်နေတယ်ဆိုတာသိလိုက်ရပါတယ်။ကျောင်းကြီးပြီးတော့မီကီကထွက်ပြီးလာလို့စားဖို့တော့ကိုယူကီက10စက္ကန့်နဲ့ရောက်မလို့ဖြေးပြီးမီကီကအိုလံပစ်ပြီးလို့ပြေးပြီး10စက္ကန့်အတွင်းတိကျရောက်လာပါတယ်။ကိုယူကီကရေလိုက်ပြီးငါးဖြူကြီးလို့ခေါ်ကသူတို့နှစ်ယောက်ကတငယ်ချင်းဖြစ်နေရဆိုတာဘယ်သူမှမထင်ကြပါဘူး။ဒါမှမီကီကကိုယူကီကသူမကိုလွတ်လွတ်ရှူတာကိုပြောပြပြီးကိုယူကီကငါလွတ်လွတ်ရှူပြောစရာမရှိလို့ပါတော့ဖြေပါတယ်။ကျောင်းသားတွေကမီကီကရေခဲမိပြားကိုဒီလိုခိုင်းနေအောင်အဲ့အသေးစွာကြည့်နေကြပါတယ်။ကိုယူခိုင်းတဲ့မီကီကသူ့တံမိုးတွေကိုကြိုက်ပေမဲ့စံပြလှမယ်လို့ခံယူရတာကိုမုန်းတယ်လို့ပြောပါတယ်။မီကီကသူမလောင်ခံရတာကိုတကယ်ကြိုက်တယ်လို့ဝန်ခံတာကဘယ်သူမှတုံ့ပြန်မှုမရှိရင်ဘာတိတ်ပဲရှိမှလည်းဖြစ်လို့ကိုဖြစ်ချင်တဲ့အတိုင်းနေပေမဲ့မီကီကသူမလုပ်ရင်လည်းစံပြအင်ဂျင်ပုံစံပဲဖြစ်သွားပါတယ်။သူမမျက်နှာကဗလာနတိဖြစ်သွားပြီးငါဘလူလေးလို့တွေးမိပေမဲ့မီကီကပါးရီရဲ့ပြန်လဲဆန်းသစ်လိုက်ပါတယ်။ကိုကြီးကပြုံးပြီးမင်းရဲ့ပုံစံဘလို့ပဲဖြစ်ဖြစ်ရှိုးလူတွေကမင်းဘေးနားမှာရှိနေမှာပါလို့ပြောပါတယ်။ကိုကြီးကသူမကိုယ်တိုင်ရဲ့အမှန်တရားကိုပြောတာကသူမဟာအဆင်ပြေတဲ့လူတွေရဲ့အတူရှိရတဲ့တယောက်တည်းနေရတာကိုပိုချက်တာဖြစ်ပါတယ်။မီကီကအံ့အသင့်တော့ကသူမတိတ်နေဘလူရဲ့မစကားပြောရင်သိမဲ့ထင်တယ်။ကိုကြီးကခေါင်းခေါက်ပြီးသူမရဲ့နီးလက်မှတ်မဲ့မထင်ပဲသူမကချားသူတွေကိုရှစ်တန်နေတဲ့လူတွေကိုလေးစားပေမဲ့ဒါကသူမကိုတိကိုက်စရာဖြစ်လာရင်ရက်လိုက်ပြီးမီကီကစဉ်းစားတော့စာလေးလက်ကြမိုက်လို့ဆုံးဖြတ်လိုက်ကြပါတယ်